ဒီနေ့မှာကျွန်တော်တို့ AI နဲ့ video အခြေတရေဇက်လန်ကိုကျွန်တော်ဖန်တီးပြပါမယ်ဆိုတော့ကျွန်တော်တို့ ChatGPT ကိုကျွန်တော်တွားလိုက်မယ်ပြီးရင်ဒီထဲမှာစံအိမ်တွေကတရေကြီးလို့ရေးလိုက်မယ်စံအိမ်တွေကတရေကြီး story ရေးပေးပါပေါ့နော်အရှိတိုလေးရတဲ့ story ရေးပေးပါလို့ပဲခိုင်းလိုက်မယ်ChatGPT application ဖြစ်ပါတယ်ဒါဆိုရင်ဒါတို့ story ရေးပေးလိုက်ပြီပေါ့နော်အများကြီးကျွန်တော်ရေးပေးလာလိမ့်မယ်အခြား version ထပ်ပြီးတော့လည်းတောင်းလို့ရတယ်ဒီမှာကျွန်တော်ရေးထားတယ်okay ဒါဆိုရင်ကျွန်တော်ဒီထဲမှာဒီဟာကို video ဆက်လက်ထုတ်ဖို့တော့ကျွန်တော် email print နဲ့ video print ဆိုရဲ2မျိုးရှိတယ်အဲ့ဒါကိုကျွန်တော်ရေးခိုင်းလိုက်မယ်ဒီလိုကျွန်တော်ပြောတဲ့အတိုင်းမှာဒီလိုလေးရေးပြလိုက်ပါတော့ပြီးရင်ကျွန်တော် nice stitching show 1 degree မှာထုတ်မှာဖြစ်တဲ့အတွက် nice stitching size ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ထည့်ရမယ်ပြီးရင်ကျွန်တော် voice စကားပြောတဲ့ print ပေါ့နော် voice print ကိုမြန်မာလိုရေးပါလို့ကျွန်တော်ပြောလိုက်မယ်မြန်မာလိုရေးပေးပါပြီးတော့1 degree မှာ8 second စာပဲအများဆုံးကရတဲ့အတွက်ကျွန်တော်တို့8 second စာ8 second စာလို့ကျွန်တော်ထပ်ပြီးတော့ရေးလိုက်မယ်8 second စာရေးပါလို့ပြီးရင်ကျွန်တော်တို့ဒီမှာဆန်ကိုပို့လိုက်မယ်ဒီမှာဒီစာလေးတိုင်းကျွန်တော်ပြောတဲ့ဒီမှာဒီစာလေးတိုင်းထပ်ပြီးတော့ရေးပေးပါအဲ့လိုရေးပြီးတော့ပဲတောင်းပေးပါပေါ့နော်အားရပို့ပြီးအဆင်ပြေပါတယ်ဒီမှာ photo print နဲ့ video print ဒီမှာ voice print ဆိုပြီးတော့3ခုရှိတယ်3ခုရှိတဲ့အတူဘယ်နှစင်းရေးပေးလဲပေါ့နော်ဒီမှာ9စင်းလားတော့မသိဘူးဗျ9ခုနောက်ဆုံး9ခုထိရေးပေးတယ်ထပ်ပြီးတော့ download လည်းရတယ်ဆိုတော့ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ print ထုတ်မယ် photo print ကိုကျွန်တော်တို့ထုတ်မယ်ပထမဆုံးထုတ်မယ်ဆိုရင်ကျွန်တော်တို့ဒီထဲမှာ photo print လို့အစင်း1 photo print ကိုကျွန်တော်တို့ယူလိုက်မယ် copy paste ယူလိုက်မယ် copy paste ယူပြီးကျွန်တော်ဘာမှထုတ်မယ်လဲဆိုတော့ကျွန်တော်တို့ကဂျမလိုင်းကပုံထုတ်ရတာလွယ်တယ်ဆိုတော့ဂျမလိုင်းမှာရင်တော့ထုတ်မယ်ပေါ့နော်ဂျမလိုင်းမှာပုံတော့ထုတ်မယ် sense ပို့လိုက်မယ်ပုံထုတ်မယ်ပြီးတော့ကျွန်တော်တို့ရဲ့ရုပ်ပုံနဲ့ဗျာတည်မလား outfit design တွေအဲ့လိုမျိုးထုတ်မယ်ဆိုရင်တော့ဒါ ChatGPT ကပို့ပြီးတော့ကောင်းတယ်ကျွန်တော်တို့ရဲ့ရုပ်နဲ့လည်းပို့ပြီးတော့ဆင်တယ်ပေါ့နော်အဲ့ဒါလေးကတော့တစ်ချက်ကြုံကြဝင်မယ်ကျွန်တော်ကိုယ်တိုင်လည်းဒါထုတ်ပြပေးမယ်ပေါ့နော်နောက်ကကျရင်ဆိုတော့မှဗီဒီယိုစီးလိုက်မယ်ပုံကိုစီးလိုက်မယ်ဗျာပြီးရင်ကျွန်တော်တို့ဒုတိယတစ်ခေါက်ပြန်ပြီးတော့ထုတ်မယ် photo print ကိုထပ်ထုတ်မယ်ဒါလေးကိုတော့ကျွန်တော်ကြော်လိုက်ပါမယ်ကျွန်တော်ပုံတွေထုတ်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ YT create နဲ့ကျွန်တော်ဗီဒီယိုထုတ်ပြမယ်ဆိုတော့အဲ့လိုဗီဒီယိုထုတ်ဖို့အတွက်ကျွန်တော် VPN လုပ်တယ်မြန်မာနိုင်ငံမှာဖြစ်တဲ့အတွက် VPN လုပ်တယ်ဘာ VPN လုပ်ရမလဲဆိုတော့ဒီမှာ VPN USA ဆိုတာရှိတယ်အဲ့ဒါလေးကို Play Store မှာတွားတောင်းထားပါဒီမှာဒါလုံးဝ free ပါတော့လုံးဝ premium ဝယ်ကြလုံးဝမလုပ်ဘူးဆိုတော့ကျွန်တော်လည်းလိုက်ပြီးတော့ထုတ်ကြည့်မယ်ထုတ်ပြပါမယ် Okay ဒီမှာ connecting ဆိုတာလေးကိုနှိပ်ပြီးတော့ချိန်လိုက်မယ်ခဏလေးတော့စောင့်ပေးရပါတယ်ဒါပို့ပြီးတော့ line ကောင်းတယ်လို့ထင်တယ် line ကောင်းရင်ဗီဒီယိုထုတ်ရတယ်ကြာဒီမှာဒီလိုလေး second လေးရင်းနေပြီးဆိုရင်ဒါရပြီဒါထွက်လိုက်တော့ထွက်ပြီးကျွန်တော် 1 degree တွေဝင်လိုက်မယ်အဲ့ဒါမှပဲကျွန်တော်က generating video ဆိုတာပုံမှာပေါ့နော်မချိတ်ဘူးကျွန်တော် VPN မချိတ်ဘူးကျွန်တော်မပေါ်တာများတယ်ဆိုတော့ generating video တွေမှာပေါ်တယ်အဲ့တော့နေမယ်ပြီးရင်ကျွန်တော်ခဏကယူခဲ့တဲ့ photo print ထုတ်ထားရတာလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ထွက်လိုက်မယ်ထွက်ပြီးကျွန်တော် ChatGPT ကိုတွားမယ် ChatGPT ထဲမှာကျွန်တော်တို့ဒီမှာ photo print နဲ့ video print ဆိုပြီးတော့မျိုးကြီးရဲ့အဲ့ထဲမှာကျွန်တော်တို့က video print နဲ့ voice print ဆိုရဲမြန်မာစာပေါ့နော်ဒါလေးကို copy paste လုပ်ပြီးဒီထဲကိုတွားမယ်ပြီးရင်ကျွန်တော်ဒီထဲမှာနှိပ်ပြီး copy paste ကိုချပြီးတော့ generate ထဲကိုကျွန်တော်ထပ်နှိပ်လိုက်မယ်ဒီထဲမှာတရားပြီးတော့ကျွန်တော်တို့ video ထုတ်ပေးတာမှာဖြစ်ပါတယ်ပြီးတော့ဒီထဲမှာပဲကက်နဲ့တွားပြီးတော့ edit ဆရာမလုပ်ဘဲနဲ့ဒီထဲမှာပဲတခါလဲ edit လို့ရအောင်ကျွန်တော်အကုန်ပြောပြပေးပါမယ်ဒီမှာကျွန်တော်တို့တရားပြီးသွားပြီဖြစ်တဲ့အောင်ဟင်းကတော့ကိုယ်တိုင်တွားစမ်းတာဒီလိုတရားပြီးသွားပြီဖြစ်တဲ့ဒီလိုမျိုးမြန်မာစာနဲ့ပေါ့နော်ကျွန်တော်မြန်မာစာနဲ့ pipe ပြောခိုင်းတဲ့အတွက်မြန်မာစာလိုဖြစ်လာမယ်ဆိုတော့ video ရလာပြီရလာရင်တော့ use video ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးတော့ရွာဆွမ်းကစံအကြီးကိုတရဲရှိတယ်လို့လူတိုင်းပြောကြပါမယ်အောင်ဟင်းကတော့ကိုယ်တိုင်တွားစမ်းတတ်ဖို့ဆုံးဖြတ်လိုက်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာအပေါင်းလေးကိုနှိပ်မယ်နှိပ်ပြီးကျွန်တော် generate video ဆိုတာလေးကိုထပ်နှိပ်မယ်ပြီးဒီထဲမှာဒုတိယ print ကိုကျွန်တော်ထပ်ထည့်မယ်ထပ်ထည့်ပြီးကျွန်တော် ChatGPT ကိုပြန်ပြီးတော့တွားမယ်ဒီထဲမှာကျွန်တော်တို့ကဒုတိယပေါ့နော်ဒုတိယ video print နဲ့ voice print ကိုကျွန်တော်တို့ copy paste ယူပြီးတော့ယူခဲ့မယ်ပေါ့နော်ယူခဲ့ပြီးဒီထဲကိုဖြတ်သွားမယ်ဒီထဲမှာထက်ချမယ်အဲ generating ထပ်နေမယ်ပြီးရင်ဒါတရားပြအောင်ဆောင်ပေးလိုက်ပါဒီမှာကျွန်တော်တို့ဒါဗီဒီယိုလေးရလာပဲပေါ့နော်ရလာတဲ့အခါကျရင်မကြိုက်ဘူးကျွန်တော် try again ဆိုတာလေးကိုထပ်နေလို့ရတယ်ကျွန်တော်ကြိုက်တယ်ဆို use video လေးကိုတွားမယ်ဒီမှာဒီလိုလေးဆက်သွားပြီပေါ့နော်ဒီလိုဆက်သွားပြီဆိုရင်ဒါကျွန်တော်တို့ရပြီပေါ့ရပြီကျွန်တော်ကတော့အဆုံးထိအောင်မလုပ်ပြတော့ဘူးကျွန်တော်တို့ဒီထဲမှာ edit လုပ်ပြမယ် edit လုပ်ပြနေမှာဒီလိုနောက်မှာဒီဟာလေးကိုနှိပ်ထားရအောင်ကျွန်တော်တို့ဒီ email လေးကိုထပ်နေတယ် email လေးဆိုတာဒီတိုင်းထောက်တာပေါ့နော်ထောက်တာပြင်ဒီနားမှာကျွန်တော်တို့ဒါကြအကူပြောင်းလေးပေါ့နော်ဒါ transition ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့အများကြီးရွေးလို့ရတယ်ဗျာကျွန်တော်ဒါ edit လို့ရတယ်ဒီထဲမှာ edit လို့ရတယ်မှာ dissolve ဆိုတာလေးယူလိုက်မယ်ဖွင့်ဝင်လိုက်တယ်ဟောဒါဆိုတော့အကူပြောင်းလေးပေါ့နော်ဖွင့်ဝင်လိုက်တာ ਨੇ အဲ့လိုအကူပြောင်းလေးဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဒါထပ်ပြီးတော့ဗီဒီယိုတွေထပ်ထုတ်မယ်ဆိုရင်ကျွန်တော်ပြောင်းနေမယ်အပေါင်းကိုထပ်နေမယ်ပြီးရင် generating ဒီပုံတွေလုံးဝမနေနဲ့တော့ generating video ကိုထပ်နေမယ်ပြီးကျွန်တော်တို့ဒီမှာ3ပုံမြောက်1 2 3ဒီ3ပုံမြောက်ကိုကျွန်တော်ထပ်နေမယ်ထပ်နေပြင်ကျွန်တော် ChatGPT ကိုထပ်သွားမယ်ဒီလိုလေးအဆင့်ဆင့်သွားပြီးတော့လုပ်ပြီးပေါ့နော်ဒီမှာ video print နဲ့ voice print ကိုယူမယ် copy နေမယ်ပြီးရင်ဒါ paste ချမယ်ပြီးရင် generating နေမယ်ဒါတရားပြီးဝင်ရပြီပေါ့နော်ဒါ voice print ကြောင့်တချို့ကကြတော့ဒီမလားကျွန်တော်တို့ voice application နဲ့ထပ်ပြီးတော့အတန်တွင်းရတယ်လည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒါဒီ application တစ်ခုရနေပြီးသွားအောင်လောက်တာပေါ့နော်တချို့က voice print နဲ့အတန်တွင်းပြီးတော့ကက်မှာတွားလို့ရတယ်ရှိတယ်ဆိုတော့2မျိုးလုပ်လို့ရပါတယ်ဒါတော့အလုံးမရှုပ်ဘူးပေါ့နော်ကျွန်တော်ပြောရအောင်ပြီးတော့ try ကြည့်ပါအားလုံးပဲကဲဒါဆိုရင်ဒါကျွန်တော်တို့9စင်းလုံးထုတ်ပြီးပြီမိနစ်ကတော့1မိနစ်ကျော်ရတယ်
ပြီးတော့ဒီမှာ translate တွေတာအကုန်လုံးပြောင်းပြီးပါပြီပြောင်းပြီးကျွန်တော်တို့ဘာလုပ်မလဲအားလုံးပြီးသွားပြီဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာဒီရဲ့ cloud တွေကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာ export ဆိုပြီးတော့ထုတ်လိုက်မယ်ဒီမှာ resolution တွေအားလုံးကိုမြင့်လို့ရတယ်နှိပ်လို့ရတယ်เนาะအဲ့လိုမျိုးလေးလည်းလုပ်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒါမကြိုက်သေးဘူးဆိုရင်ဒီဒါကိုကက်ကက်မှာတွားပြီးတော့ထပ်ပြီးတော့ edit လုပ်ရတယ်ဆိုတော့အားလုံးကအဆင်ပြေကြပါစေမတိတာရှိရင်ကျွန်တော်ရဲ့YouTube channel ရဲ့ Telegram လင့်မှာလာမေးလို့ရတယ်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်